အမေရိကန်မှာဝင်ချီဆက်မောင်းသူတယောက်ဟာတလကူဒေါ်လာ1000ချီရနိုင်ပေမဲ့ဘာလို့လူတွေမလုတ်ချင်ကြတာလဲလူအတော်များများကတော့ဒါဟာခန်တွင်းတွေမှာထိုင်ပြီးခလုတ်အလဲငယ်ကိုပဲထိန်းချုပ်မောင်းနေရတာလို့ထင်ကြပါတယ်ကြည့်ရတာတန်တန်ရှင်းရှင်းနဲ့လွယ်ကူသလိုရှိတော့လေဒီလိုကအကြောင်းကောင်းကောင်းသိသူတွေကတော့အမှန်တရားကိုနားလည်ကြပါတယ်လောက်ခလာစားဘာလို့ဒီလောက်များနေရတယ်လဲဆိုရင်ကျွမ်းကျင်မှုကြောင့်တင်မဟုတ်ပဲအသက်အနည်းအလိုနီးကပ်လို့ခဲ့ပါတယ်ဝင်ချီဆက်ရဲ့လက်တံဘူးဟာအပြင်ကိုဆန့်ထွက်လေလေဝင်ပြီးမှုအားစားရမှုကပိုများလာလေလေပါပဲမသေးနိုင်တဲ့ဝင်ပမာဏဟာအနည်းငယ်ပဲဝီးသွားရင်တောင်17ခုလုံးကိုတိမ်မုတ်သွားစေနိုင်တဲ့အင်အားကမြန်မြန်ဆန်ဆန်တိုးလာတတ်ပါတယ်။ဆက်ရဲ့ဘီကလုံးချုံမှုအကန့်အသတ်ကိုကြော်လွန်သွားတဲ့နဲ့လက်တံကျိုးတာဒါမှမဟုတ်17ခုလုံးမောက်တာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာမောင်းနှင်းသူဟာအန်ဒီရဲ့အရှိထုံးနေရရဲ့အလဲတက်တဲ့မှအထိုင်နေရတာမှာမတော်တဆထစ်တဲ့အခါမြေပြင်ကလူတွေကထွက်လေးဖို့အချိန်ရနိုင်ပေမဲ့စကန်တဲကလူကတော့အချိန်မရတပါဘူး။အစိုးဆုံးကတော့အန်ဒီရဲ့ရှိမှန်တီးရန်ထမှာငွေပိုရဖို့အတွက်အတင်းအကျပ်ဆက်မောင်းရကနေမတော်တဆအမှုတွေဖြစ်ရတာပါ။မောင်းနှင်းသူတို့တော့အဲ့ဒီလိုစွန့်စားလိုက်တာဟာအိမ်ပြန်လန့်မရှိတော့တာမျိုးဖြစ်သွားနိုင်ပါတယ်။